汉语史第9课，三个和尚。三个和尚，古人嚟懂吧？破旧，破旧，好暖别是你的。原先，原先，穆拉萨。照例，照例，那个代，穆拉代。坐享其成，坐享其成。ဘာမှမလုပ်ရပဲစီစဉ်ခံစားသည်乐意乐意ဝမ်းမြောက်ကျေနပ်စွာ耗子耗子ကြွက်主台主台ဖျောင်းနိုင်ထွန်းသည့်စဉ်烧烧လောင်မြိုက်သည်站子站子前脑低低ဆက်ကြသည်အဆက်ချသည်ဖူးဖူးမီးငိမ့်တတ်သည်မြက်မြက်မီးငိမ့်သွားသည်通过通过မှတစ်ဆင့်合作合作ပူးပေါင်းဆောင်ရွက်သည်齐心协力齐心协力တက်ညီလက်ညီစိတ်တူကိုယ်တူလှုပ်ဆောင်သည်အန်ငြိမ်းချမ်းသောတက်ဆင်သည်လူလူဆက်သည်တယောက်တယောက်ဆွဲတင်သည်ချိတ်ဆွဲသည်愁စိတ်ပူသည်ပူပန်သည်三个和尚三个和尚古人嚟懂吧山上有一座破旧的小庙庙里原先只住着一个小和尚小和尚只能每天自己到山下挑水喝山上တောင်ပေါ်မှာ有一座တစ်ခုရှိပါတယ်破旧的အောင်းနွမ်းပျက်စီးနေတော့小庙ဘုန်းကြီးကျောင်းငယ်လေးတစ်ခုရှိပါတယ်庙里ဘုန်းကြီးကျောင်းထဲမှာ原先မူလကတော့只住着ဒါလည်းရင်နေထိုင်ပါတယ်一个小和尚ကိုရင်ငယ်လေးတစ်ပါးသာနေထိုင်ပါတယ်小和尚အဲ့ဒီကိုရင်ငယ်လေးဟာ只能每天နေ့စဉ်နေတိုင်းပဲ自己到山下ကိုယ်တိုင်ပဲတောင်အောက်ကိုသွားပြီးတော့挑水喝ရေထမ်းတယ်ပြီးတော့တောက်သုံးရပါတယ်过了一段时间来了一个瘦和尚他也住进了小庙过了一段时间ချိန်တော့ကြာပြီးတဲ့နောက်မှာ来了一个瘦和尚ကိုရင်ပိန်လေးတစ်ပါးပိန်တဲ့ကိုရင်လေးတစ်ပါးရောက်ရှိလာပါတယ်他也住进了သူလည်းပဲနေထိုင်ပါတယ်小庙အဲ့ဒီဘုန်းကြီးကျောင်းလေးထဲမှာသူလည်းပဲနေထိုင်ပါတယ်每天照例还是小和尚挑水每天နေ့စဉ်နေ့တိုင်းမှာ照例အရင်အတိုင်းပဲ还是小和尚挑水ကိုရင်ငယ်လေးကပဲရေထမ်းတယ်နေရပါတယ်过了些日子小和尚不愿意了他想每天都是我挑水这个瘦和尚坐享其成太不公平了这哪行啊于是小和尚就拉着瘦和尚一起去抬水过了些日子也能给家逼的脑嘛小和尚不愿意了小和尚ကိုရင်ငယ်လေးဟာ不愿意了ဆန္ဒမရှိတော့ပါဘူးမကျေနပ်တော့ပါဘူး他想သူဟာစဉ်းစားတယ်每天都是我挑水နေ့စဉ်နေ့တိုင်းငါရေထမ်းတယ်နေရတယ်这个瘦和尚ဒီပိန်တဲ့ကိုရင်ဟာ坐享其成ဘာမှမလုပ်ပဲစည်းစိမ်ခံနေတယ်太不公平了တိတ်ကိုမတရားလွန်ဘူးတိတ်ကိုမမျှတဘူး这哪行啊ဒီလိုလုပ်လို့ဘယ်ဖြစ်ပါမလဲ
于是အဲ့ဒါနဲ့小和尚就ကိုရင်ငယ်လေးဟာ拉着瘦和尚ပိန်တဲ့ကိုရင်ကိုဆွဲခေါ်ပြီးတော့一起去抬水အတူတူသွားပြီးတော့ရေတည်ကြတယ်又过了不久一个胖和尚也住进了小庙又过了不久နောက်ထပ်သိမကြခင်မှာပဲ一个胖和尚ဝတဲ့ကိုရင်တစ်ပါးဟာ也住进了小庙အဲ့ဒီဘုန်းကြီးကျောင်းထဲမှာပဲဝင်ပြီးတော့နေထိုင်တယ်从此庙里住下了3个和尚从此အဲ့ဒီချိန်ကနေစပြီးတော့庙里ဘုန်းကြီးကျောင်းထဲမှာ住下了နေထိုင်ကြတယ်3个和尚ကိုရင်3ပါးနေထိုင်ခဲ့ကြတယ်胖和尚爱出汗喝水多小和尚和瘦和尚抬来的水都让他喝光了胖和尚ဝတဲ့ကိုရင်လေးဟာ爱出汗ချွေးအရန်ထွက်တတ်တယ်喝水多ရေတောက်တာလည်းများတယ်小和尚和瘦和尚ကိုရင်ငယ်လေးနဲ့ပိန်နဲ့ကိုရင်တို့抬来的水သူတို့တဲလာတဲ့ရေတွေကို都让他喝光了သူတောက်တာနဲ့အလုံးကုန်သွားတယ်小和尚和瘦和尚男男乐意呀于是他们俩再也不下山抬水了小和尚和瘦和尚ကိုရင်ငယ်လေးနဲ့ပိန်တဲ့ကိုရင်လေးဟာ男男乐意呀ဘယ်ကသာကျင့်မှုရှိပါတော့မလဲ于是အဲ့ဒါနဲ့他们俩သူတို့နှစ်ပါးဟာ再也不下去再也不下山နောက်ထပ်တောင်အောက်ကိုဆင်းပြီးတော့ထိုင်းဆွေလာရေသွားပြီးမတည်တော့ပါဘူး胖和尚也不愿意去挑水胖和尚也不愿意去ဝတဲ့ကိုရင်ကလည်းပဲသွားဖို့ဆန္ဒမရှိဘူး挑水ရေတည်သွားဖို့ရဆန္ဒမရှိပါဘူး这样一来庙里的水缸总是空空的这样一来ဒီလိုနဲ့နေလာလိုက်ကြတာ庙里的水缸ဘုန်းကြီးကျောင်းထဲကရေအိုးဟာဆိုရင်总是အမြဲတမ်း空空的ဆိုတာအမြဲတမ်းရေခန့်ချောက်နေပါတယ်一天一只耗子溜进来抽东西吃碰到了庙里的烛台一天တရက်မှာ一只耗子ရွက်တကောင်ဟာ溜进来တိုးဝင်လာပြီးတော့偷吃东西စားတဲ့အရာတွေကိုခိုးစားတယ်碰到了တိုက်ပြီးတော့လဲသွားတယ်庙里的烛台ကျောင်းထဲမှာရှိတဲ့ဖျောင်းနိုင်တင်ထွန်းတဲ့စင်ကိုတိုက်ပြီးတော့လဲသွားတယ်蜡烛烧着了帐子小庙着火了蜡烛ဖျောင်းနိုင်ဟာ烧着了လောင်မြိုက်သွားပါတယ်帐子ချင်းတောင်ကိုလောင်မြိုက်သွားပါတယ်小庙着火了ဘုန်းကြီးကျောင်းကလေးဟာမီးလောင်သွားပါတယ်这时3个和尚都着急了想去灭火这时အဲ့ဒီချိန်မှာ3个和尚都ကိုရင်လေး3ပါးသလုံးဟာ着急了ရန်ကိုစိတ်လှုပ်ရှားနေကြတယ်စိတ်လောနေကြတယ်想去救火သွားပြီးတော့မီးငိမ့်သက်ချင်ကြတယ်可是水缸里一滴水都没有可是ဒါပေမဲ့水缸里ရေအိုးထဲမှာ一滴水都没有ရေတစ်စက်ကလေးမှကိုမရှိပါဘူး3个和尚拼命的往山下跑抢着挑水救火3个和尚ကိုရင်3ပါးကလေးဟာ拼命的အတုံခွန်ဆိုင်နဲ့往山下跑တောင်အောက်ကိုပြေးသွားကြတယ်抢着အလူရက်နဲ့挑水救火အလူအရက်နဲ့ရေတည်ပြီးတော့မီးငိမ့်တတ်ကြတယ်大家共同努力终于把火扑灭了大家共同努力အားလုံးဟာအတူတကွကြိုးစားအားထုတ်ပြီးတော့终于နောက်ဆုံးမှာ
把火扑灭了，米谷赢得难给的。通过这件事，他们明白了团结合作的好处。只有大家齐心协力，才能把事情做好。通过这个故事，ဒီပုံမြင်လေးမှတစ်ဆင့် 他们明白了သူတို့ဟာနားလည်သဘောပေါက်သွားတယ်团结合作စည်းစည်းလုံးလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့好处ပေါင်းကျိုးရလဒ်ကိုသူတို့ဟာနားလည်သဘောပေါက်သွားတယ်只有大家齐心协力အားလုံးတက်ညီလက်ညီလှုပ်ဆောင်မှသာလည်းရင်才能把事情做好ကိစ္စရပ်တွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်လိမ့်မယ်后来三个和尚一起想办法在庙旁边安了一个露露后来နောက်ပိုင်းမှာ三个和尚ဝင်လေး၃ပါးဟာ一起想办法အတူတကွနီလန်းရှာကြတယ်နီလန်းစဉ်းစားကြတယ်在庙旁边ဘုန်းကြီးကျောင်းရဲ့ဘေးနားမှာအန်လာတက်ဆင်ကြတယ်一个露露ရေဆွဲတင်နိုင်တဲ့စက်တီးကိုတက်ဆင်ကြတယ်每天三个和尚一起从山下往山上浇水他们再也不愁没水喝了每天နေ့စဉ်နေ့တိုင်း三个和尚ကိုရင်လေး၃ပါးဟာ一起အတူတကွ从山下往山上တောင်အောက်မှာတောင်ပေါ်သို့တရားဆွေရေတွေကိုဆွဲတင်ကြပါတယ်他们再也不愁သူတို့ဟာထပ်ပြီးလဲစိတ်ညစ်စရာမရှိတော့ပါဘူး没水喝了ရေတောက်စရာမရှိတဲ့အတွက်ကြောင့်ထပ်ပြီးလဲစိတ်မညစ်စရာတော့ပါဘူး你问我我哪知道啊你问我မင်းကငါ့ကိုမေးနေသေးတယ်我哪知道啊ငါကဘလို့လို့သိမှာလဲငါဘလို့လို့သိမှာလဲ你问我我哪知道啊他才8、9岁哪能喝酒啊他才8、9岁သူဟာအသက်8နှစ်9နှစ်ပဲရှိသေးတယ်哪能喝酒啊ဘလို့လို့အရက်တောက်နိုင်မှာလဲဘယ်ကသာအရက်တောက်နိုင်မှာလဲ他才8、9岁哪能喝酒啊这么长时间了我哪还记得啊这么长时间了ချိန်လေးတလောက်ကြီးတော့ကြားနေပြီ我哪还记得呢ငါဘလို့လို့မှတ်မိနိုင်ပါမလဲ这么长时间了我哪还记得啊叔叔已经快30岁了可他还是爱玩电脑游戏叔叔ဦးလေးဟာ已經ရှိနေပြီ快30岁了အသက်30နီးပါးရှိနေပြီ可ဒါပေမဲ့他还是爱သူဟာနှစ်သက်နေတုန်းပဲ玩电脑游戏ကွန်ပျူတာဂိမ်းကိုကစားရတာသူဟာနှစ်သက်တုန်းရှိနေသေးတယ်叔叔已经快30岁了可他还是爱玩电脑游戏这个学期还是李老师教我们中文这个学期第3နှစ်မှာ还是လည်းပဲဖြစ်ပါတယ်李老师ကပဲ教我们中文ကျွန်တော်တို့ကိုတရုတ်စာသင်ယူပေးမှာဖြစ်တယ်这个学期还是李老师教我们中文老师已经批评过他可是他还是不交作业老師ဆရာဟာ已經批評過啦သူ့ကိုသူပူကျိမ်းမောင်းပြီးသွားပါပြီ可是ဒါပေမဲ့他还是不交作业သူဟာအိမ်စာကိုမအပ်သေးပါဘူး老師已經批評過他可是他还是不交作业布达拉宮布达拉ဗိမာန်အဆောက်အဦ布达拉宫位于中国西藏的拉萨市
ပုတ္တလာကုန်းပုတ္တလာဗိမာန်တော်ကြီးဟာဝေယူတည်ရှိပါတယ်中国西藏တရုတ်နိုင်ငံတိဘက်ဒေသမှာရှိတဲ့拉萨市拉萨မြို့မှာတည်ရှိပါတယ်它是拉萨的标志也是中国建筑艺术的珍宝它是拉萨的标志၎င်းဟာဆိုရင်拉萨မြို့ရဲ့မှတ်တင်ဂီတဖြစ်ပါတယ်也是ဖြစ်ပါတယ်中国建筑艺术的中国建筑艺术的တရုတ်ပိတုကာလက်ရာများတဲ့ရဲ့珍宝ယရနာတစ်ပါးတဲ့ဖြစ်ပါတယ်布达拉宫建于公元7世纪距今已有1300多年的历史布达拉宫建于布达拉ဗိမာန်တော်ကြီးကို建于တည်ထောင်ခဲ့ပါတယ်公元7世纪AD 9ရာစုမှာတည်ထောင်ခဲ့ပါတယ်距今ယခုအချိန်နဲ့ဆိုရင်已经有ရှိပါပြီ1300多年的历史1300多年နှစ်ပေါင်း1300ကျော်သမိုင်းကြောင်းရှိပါပြီ布达拉宫内部有大量的壁画形成了一座巨大的艺术长廊布达拉宫内部布达拉ဗိမာန်တော်ကြီးရဲ့အတွင်းပိုင်းမှာဆိုရင်有ရှိပါတယ်大量的壁画များပြားလာတဲ့နံရံပကြီးတွေအမြောက်များရှိပါတယ်形成了အဲ့ဒီနံရံပကြီးတွေဟာ形成了ဖြစ်ပေါ်စေပါတယ်一座巨大的艺术长廊ကြီးမားလာတဲ့အနုပညာဉာဏ်လျှောက်လန်းကြီးတစ်ခုတစ်ပွဲဖြစ်နေပါတယ်布达拉宫的各座殿堂中保存着大量的珍贵文物和佛教艺术品布达拉宫的布达拉ဗိမာန်တော်ကြီးရဲ့各座殿堂中အဆောက်အဦအသီးသီးထဲမှာဆိုရင်保存着ထိမ့်သိမ်းထားရှိပါတယ်大量的珍贵文物များပြားလာစွာသောစာပေပစ္စည်းတွေ和佛教艺术品ဗုဒ္ဓဘာသာဆိုင်ရာအနုပညာလက်ရာပစ္စည်းတွေကိုထိမ့်သိမ်းထားရှိပါတယ်布达拉宫于1994年被联合国教和文世界遗产委员会列入世界遗产名录是世界上独一无二的雪域高原上的世界遗产布达拉宫布达拉ဗိမာန်တော်ကြီးကို于1994年1994ခုနှစ်မှာ被联合国教和文世界遗产委员会布达拉宫布达拉ဗိမာန်တော်ကြီးကို于1994年1994ခုနှစ်မှာ被联合国教和文被联合国教和文世界遗产委员会联合国ဆိုတာကုလသမဂ္ဂ教和文世界遗产委员会ပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO ကနေပြီးတော့လျှက်ရုထည့်သွင်းလိုက်ပါတယ်世界遗产မြင်လူကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ်ထည့်သွင်းလိုက်ပါတယ်是အဲ့ဒါဟာဆိုရင်ဖြစ်ပါတယ်世界上ကမ္ဘာပေါ်မှာ独一无二的တစ်ခုတည်းသော雪域高原上的နှင်းဖုံးတောင်တန်းဒေသမှာရှိတဲ့世界遗产ကမ္ဘာအမွေနှစ်တစ်ခုဖြစ်ပါတယ်